ကျွန်တော်ခံစားမိနေရတယ်တခုရှိအဲ့ဒါဘာလဲဆိုလို့ရှိရင် K80 ကိုပဲဝယ်ရမှာလားဒါမှမဟုတ် K80 ကိုပဲဝယ်ရမှာလားဆိုပြီးတော့ဒွေရဖြစ်နေတဲ့သူတွေရှိမယ်လို့ထင်တာပေါ့နော်အဲကြောင့်မို့ဒီနေ့မှာဆိုလို့ရှိရင်တော့ K70 လေးရဲ့ long term review လေးကိုကျွန်တော်တင်ပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ user review tech channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းလုံးကိုပြန်ပြီးတော့ long term review လုပ်ပေးမယ်ဘာဖုန်းလဲဆိုလို့ရှိရင်တော့ video စမှာကျွန်တော်ပြောခဲ့သလိုပဲ K70 ပေါ့နော် K70 ကို long term review လေးကျွန်တော်ပြန်ပြီးတော့လုပ်ပေးမယ်အဓိကဒါကိုလုပ်ပေးရတဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်တော့အဓိကအားဖြင့်တော့ဒီ K80 ရထွက်လာတဲ့အချိန်မှာတချို့တွေက K80 ရဲ့ design language ကိုမကြိုက်လို့တော့၎င်းကိုင်းရတဲ့ hand feeling ကြီးတိတ်မမိုက်လို့တော့၎င်းအဲ့ဒါတွေကိုမရွေးချင်မဲနဲ့တခြားတွေကရွေးဖို့စဉ်းစားနေတဲ့သူတွေဒါမှမဟုတ်လို့ရှိရင်လည်း K60 တို့ K70 တို့ကိုင်းထားတဲ့သူတွေက K80 လောက်ထိကိုတက်ဖို့လိုရလားဆိုတဲ့သူတွေအတွက်အပြေပေးခြင်းတဲ့အတွက်ကြောင့်ကျွန်တော် review unit လေးရလာနေပဲတခါလေးဒီ video လေးကိုကျွန်တော်လုပ်ပေးလိုက်တာလို့ပြောလို့ရှိရင်တော့ပို့ပြီးတော့မှန်လိမ့်မှာပေါ့နော်ဆိုတော့ကျွန်တော် video လေးအခုပဲစလိုက်တာပေါ့ဒီဇိုင်းနဲ့ build quality ဘိုင်းနဲ့ပဲစပြောရမယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကိုစစထွက်ချင်းလွန်ခဲ့တဲ့တစ်နှစ်လောက်ကကျွန်တော်တစ်နှစ်တော့မဟုတ်ဘူးတဲ့နဲ့လွန်ခဲ့တဲ့6လ9လလောက်ကလာမသိကျွန်တော် review လုပ်ပေးဘူးတယ်အဲ့ဒီ full review လုပ်ပေးတဲ့အချိန်တုန်းကဆိုလို့ရှိရင်ဒီကောင်းရဲ့ဒီဇိုင်းကြီးကိုမကြိုက်ဘူးလို့ဘာဖြစ်တယ်လို့ညာဖြစ်တော့ကျွန်တော်အားတွေခြောင်ခဲ့ပေမဲ့တကယ်ကျွန်တော် long term ပြန်လုပ်ဖို့အတွက်တေချာစမ်းပြီးတော့သုံးပြတဲ့အချိန်မှာဆိုလို့ရှိရင်တော့အဲ့ဒီ feeling ကပျောက်သွားပြီးတော့မစိုးဘူးဟာဒီကောင်လေးကလှတယ်ဟာဆိုတဲ့ခံစားချက်မျိုးကတော့ရင်ထဲမှာဝင်ပြီးတော့ခံစားလာရဲဆိုတော့ညင်းလို့မရဘူးပေါ့နော်သူကကန်ရတဲ့ hand feeling မှာလည်းအရန်ကောင်းတယ်လို့သူ့ရဲ့ဒီနောက်ဘက်ကလှုပ်ထားပေးတဲ့ design လေးကလည်းသူ့အနေနဲ့သူ unique တော်တော်လေးဖြစ်ပြီးတော့လှတယ်လို့ကျွန်တော်ကတော့မြင်လာတယ်ပေါ့နော်ဒါကတော့ဟိုခဏလေးတွေ့တာနဲ့အကြာကြီးတွေ့တာနဲ့ကွာသွားတဲ့ feeling လည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်ဆိုတော့ဒီဖုန်းကသပွဲပေါ်မှာချထားတယ်ကျွန်တော်တို့ကောက်ကန်လိုက်မယ်ဆိုတော့ပထမဆုံးခံစားရတဲ့ခံစားချက်ကဖုန်းကလေးတယ်exactly ပြောရမယ်ဆိုလို့ကျွန်တော်204 gram လောက်ရှိတယ်အဲ့လောက်ရှိတဲ့ဖုန်းမှာဆိုလို့ကျွန်တော်ဒီကောင်ကနည်းနည်းလေးလေးတယ်လို့ပြောလို့ရတယ်ကောက်ကန်လိုက်ခြင်းကလေးလေးပမိုင်စီစီပမိုင်လေးရှိတယ်ဆိုတော့ခံစားချက်မျိုးခံစားရတယ်ပြီးတော့နောက်ထပ်ခံစားရတဲ့ခံစားချက်ကကျတော့သူ့ရဲ့အနောက်ဘက်က glass ရဲ့ smooth အရန်ဖြစ်တဲ့ဟာပေါ့နော်အနောက်ဘက်က glass ဆိုလို့ရှိရင်လည်းတော်တော်ကိုင်လို့ကောင်းတယ် smooth လေးတော်တော်လေးဖြစ်တယ်ပြီးတော့ဘေးပေါင်နေဆိုလို့ရှိရင်လည်းသူက aluminum frame တွေကိုသုံးထားပေးတယ်သူကကောက်ကန်လိုက်ခြင်းမှာတွေကခံစားရတဲ့ခံစားချက်ကဖုန်းကအဲ့လိုမျိုး iPhone တွေကိုကန်ရတယ်ဆိုတော့ခံစားချက်မျိုးနည်းနည်း ECC လေးတဲ့ကန်လို့တော်တော်လေး comfortable ဖြစ်တယ်ဆိုတော့ခံစားချက်မျိုးတော်တော်လေးခံစားရတယ်ပေါ့နော်အဲ့ဒီဥစ္စာလေးကတော့သူ့ရဲ့အားသာချက်လို့ပြောလို့ရတယ်ပြီးတော့သူ့ရဲ့အနောက်ဘက်ဒီ back glass ဆိုလို့ရှိရင်လည်းသူ smooth အရန်ဖြစ်တဲ့ပြုံမှာချောလားဆိုလို့ရှိရင်တော့လက်တစ်ဖက်နဲ့ကျွန်တော်အခုစမ်းပြီးတော့ cover မတက်ပဲသုံးကြည့်တဲ့အနေအထားတွေမှာဆိုလို့ရှိရင်တော့ချောတာတော့တိတ်မတွေ့ရဘူးဒါပေမဲ့သပွဲဝေါ်တွေပိုင်းမှာတင်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးချောနိုင်ပြီးတော့ပြုတ်ကျနိုင်ကြတော့ရှိတယ် cover လေးတက်သုံးဖို့အတွက်အကြံပေးခြင်းနဲ့ပြီးတော့သူ့ရဲ့ဒီအပေါ်က camera band နေရာကြီးကကြာတော့ထိုးထွက်ပြီးတော့ကြီးနေတာဖြစ်တဲ့အတွက်သဘောပေါ်တွေပိုင်းမှာတင်မယ်ဆိုလို့ရှိရင် rocking တော့မဖြစ်ဘူးဒါပေမဲ့ camera ကိုတွားပြီးတော့ lens ကိုထိခိုက်နိုင်ခြင်းကအနည်းနဲ့အများရှိတယ်ပေါ့နော်အကြောင်းမလို့ဒီဖုန်းကိုင်မယ်ဆိုလို့ရှိရင်တော့ cover လေးတက်သုံးဖို့တော့ကျွန်တော်လုံးဝ recommend ပေးချင်တာပေါ့နော်ပြီးတော့သူ့ရဲ့အနောက်ဘက်ကဒီကျွန်တော်ရထားတဲ့အဖြောင်ဆိုလို့ရှိရင်တော့ texture လေးကတော်တော်လေးကိုလှတယ်ပေါ့နော်သူအဲ့လိုမျိုး marble လိုမျိုး granite လိုမျိုးအဲ့လိုမျိုးကြောက်ပြားပေါ်မှာခံစားချက်မျိုးလေးလှုပ်ထားပြတာဖြစ်တဲ့အတွက်တော်တော်လေးကိုလှပြီးတော့ unit တော်တော်လေးဖြစ်တယ်လို့ပြောလို့ရတယ်ပြီးဆိုသူ့ရဲ့အရှိဘက်က display ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကထုံးစံတိုင်းပဲ 6.67 inches အကျယ်ရှိတယ် OLED display ကိုသုံးထားပြီးတယ်ဒါ 120Hz refresh rate ရမယ်ဒါ1 billion colors တောင်မဟုတ်ဘဲနဲ့ဒီကောင်က68 billion colors Dolby Vision HDR 10 plus ဓာတ်တွေအကုန်လုံးရမယ်ဒီကောင်ရဲ့ peak brightness ကိုဆိုလို့ရှိရင်တော့4000 nits ထိဒီကောင်ကသုံးလို့ရတာပေါ့နော်ကျွန်တော်စမ်းကြည့်သုံးကြည့်တော့ဆိုလို့ရှိရင်လည်းသူ့ရဲ့ peak brightness ကတော်တော်လင်းတာကိုကျွန်တော်တို့တွေ့ရတယ် brightness ကတော်တော်ကောင်းတယ်ပေါ့နော်အောက်ဒိုးမှာပဲသုံးအင်ဒိုးမှာပဲသုံးလုံးဝ sharpness ဖြစ်ဖြစ်နဲ့မြင်ရတာဖြစ်တဲ့အတွက်အဲ့ဒီအပိုင်းမှာတော့ကျွန်တော်တော်တော်လေးကိုတော့ချီးကျူးခြင်းနဲ့အစားလုံးတွေကဒီ K series တွေကသူကဒီ display panel quality ကိုဦးစားပေးတယ်တော်တော်လေးလည်းကောင်းတာဖြစ်တဲ့အတွက်ဒီကောင်းမှလည်းအဲ့ဒီအမွေကိုစက်ခံထားရတယ်လို့ပဲပြောရမှာပေါ့နော်ပြီးတော့ resolution မှာဆိုလို့ရှိရင်လည်းအကုန်လုံးသိကြတဲ့အတိုင်းပဲသူက WQHD resolution ကိုသုံးထားပြီးတယ် 2K resolution ပေါ့နော်ကျွန်တော်ကတော့ဒီဖုန်းကိုစပြီးတော့သုံးကြတဲ့က 120Hz ရယ်ပြီးတော့တစ်ဖက်က WQHD ရယ်ကိုပဲအပြည့်ဖွင့်ပြီးတော့သုံးတာပေါ့နော်ညမနေဘူးပေါ့ဘာလို့လဲဆိုတော့ဒီလောက်ကောင်းတဲ့ဒီ display တွေသူ့ရဲ့ performance တွေထည့်ထားပေးတယ်ဆိုကြတဲ့ကျွန်တော်တို့ကအပြည့်အဝသုံးချမှာကျွန်တော်တို့ရဲ့တာဝန်လို့သတ်မှတ်တော့ကျွန်တော်ကတော့ battery ပါလို့ညမနေပဲနဲ့အတကုံဖွင့်ပြီးတော့ပြင်းတာပဲပေါ့နော် display panel quality ကတော်တော်ကောင်းတယ်ပြီးတော့ဒီဘေးပေါင် bezel တွေကလည်းတော်တော်လေးကိုကျင်းတယ်ပေါ့နော်အဲကြောင့်မလို့ဒီ full height တွေရောချင်းတွေရောဘေးပေါင် bezel တွေရောတော်တော်လေးကိုကျင်းတာဖြစ်တဲ့ကြောင့်ဖုန်းကလုံးဝ immersive feeling အပြည့်အဝခံစားရတယ်ဆိုတော့ခံစားချက်မျိုးကျွန်တော်တို့လုံးဝခံစားရစေရပေါ့နော်အဲတော်တော်လေးကိုကောင်းတယ်ပြီးတော့သူ့ရဲ့ဒီ fingerprint ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်က under display fingerprint ပါတယ်ပေါ့နော်သူ under display fingerprint ကကျွန်တော်တို့ပြောနေကြလို့ပဲသူက accurate ဖြစ်တယ်မြန်တယ် optical ပဲသုံးထားပေးတယ်ဒီဘက်မှာတော့ဘာမှသိပ်ပြီးတော့အပြည့်ပြောကြတာမရှိဘူးအခုနောက်ပိုင်းထွက်တဲ့ဖုန်းတွေလိုမျိုးသူက ultrasonic တော့မဟုတ်သေးဘူးပေါ့ဒါပေမဲ့အဆင်ပြေပါတယ်သူ့ရဲ့ optical တော့မှတော်တော်လေး fine နေပြီဆိုတော့ကျွန်တော်တို့ဘက်ကဘာမှထပ်ပြီးတော့
shortcut တက်စရာတော့လည်းမရှိဘူးပေါ့နော်ပြီးတော့သူ့ရဲ့ hybrid motor ကလည်းတော်တော်ကောင်းပြီးတော့အဆင်ပြေတာကိုကျွန်တော်တို့တွေ့ရတယ်သူ့ရဲ့ hybrid motor ကသူတို့ရဲ့ဒီ flagship တွေမှာသုံးပေးတဲ့ hybrid motor ကိုဒီကောင်မှာထည့်ထားပေးတဲ့ပုံစံမျိုးမှာရှိရပေါ့နော်အကြောင်းမလို့ hybrid motor နဲ့ရှင်မယ်ဆိုလို့ရှိရင်ဒီကောင်ကလုံးဝ solid ဖြစ်တဲ့ hybrid motor တစ်ခုကိုထည့်ထားပေးတာဖြစ်တဲ့အတွက် premium feeling နဲ့အဲ့ဒီမှာသွားပြီးတော့အပြည့်အဝခံစားရတယ်လို့ပြောလို့ရတာပေါ့နော်ပြီးတော့သူ့ရဲ့ speaker ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း stereo speaker ကိုသုံးထားပေးတယ်သူ့ရဲ့ stereo speaker ကတော်တော်ကောင်းပြီးတော့တော်တော်ကျယ်တယ်ဒါပေမဲ့ကျွန်တော်ပဲစိတ်ထုံလို့မသိဘူးကျန်တဲ့ဒီ flagship တို့တချို့တော့ Apple mid range phone တွေနဲ့ရှင်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ speaker ကမဆိုးစလောက်လေးနည်းနည်းလေးတိုးတယ်ဆိုတော့ခံစားချက်မျိုးလေးတော့ခံစားရတယ်ပေါ့နော်အတန်ထွက်ကတော့အပေါ်နဲ့အောက်နဲ့အရန်တော့မညီဘူးအောက်ဘက်က80လောက်ထွက်တယ်အပေါ်ဘက်က30လောက်ထွက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ overall ပြန်ပြီးတော့နှစ်ခုစလုံးပြန်ပေါင်းပြီးနားထောင်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ speaker quality ကလည်းတော်တော်လေးကိုကောင်းပြီးတော့အဆင်ပြေတဲ့အထက်မှာပါတယ်လို့တော့သတ်မှတ်လို့တော့ရတယ်ပေါ့နော်နောက်ထပ်တစ်ပိုင်းကျွန်တော်တို့အကုန်လုံးစိတ်ဝင်စားနေကြတယ်သူ့ရဲ့ performance ပေါ့နော် performance ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီကောင်ကတော်ကျန်းတဲ့ performance ကိုသုံးပေးထားတယ်သူက Snapdragon ကိုသုံးထားပေးတယ် Snapdragon မှာဒီကောင်က Snapdragon 8 Gen 2ကိုသုံးထားပေးတာပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့ Snapdragon 8E လေးတော့ထွက်နေပြီ8E လေးကအခုမှထွက်တာဆိုတော့နောက်မှ generation တစ်ခုကျော်လောက်ပဲရှိရလို့ပြောလို့ရတဲ့အတွက်ပြီးတော့ဒီ Snapdragon 8 series မှာအမြင့်ဆုံး series ဖြစ်တဲ့ Snapdragon 8 Gen 2ကိုသုံးထားပေးတာဖြစ်တဲ့အတွက်သူက performance မှာတော့ဘာမှအပြည့်ပြောစရာမရှိတော့အောင်ကိုအခုချိန်ဒီကို share ကျန်းနေတယ်လို့ပြောလို့ရတယ်မှန်တိုင်းပြောရမယ်ဆိုဒီကောင်ထွက်ခဲ့တာကအခုအနေထားနဲ့ပြန်ကြည့်မယ်ဆိုတစ်နှစ်ခွဲနီးပါးလောက်ရှိတော့မယ်အဲ့ဒီအနေထားမှာတော့မှဒီကောင် performance လုံးဝမကျသွားပဲနဲ့တော်တော်အဆင်ပြေသုံးနေနိုင်သေးတယ်ဆိုတာ Snapdragon 8 Gen 2ကိုသုံးထားပြီးတာကြောင့်လည်းပါလိမ့်မယ်ပေါ့နော်ဆိုတော့ daily usage တွေသုံးကြည့်ရတဲ့တော့ဘာမှအပြည့်ပြောစရာမရှိဘူး share မှ share မြန်ဆန်ပေါ်ပါတွက်လန့်နေရပဲပေါ့နော် gain တွေပါဆော့မယ်ဆိုလို့ရှိရင်လည်းအမြင့်ဆုံး graphic တွေမှာဒီအမြင့်ဆုံး FPS တွေနဲ့တကုံနေတင်ပြီးတော့ကျုံလို့ရတယ်အဲ့လောက်အထိကိုဒီကောင် stable ဖြစ်ပြီးကောင်းနေသေးတယ်ပေါ့နော်ကျွန်တော်အခုစမ်းကြည့်တဲ့တော့ဆိုလို့ရှိရင်ဒီဖုန်းကစစထွက်ချင်းတော့နည်းနည်းလေးပူကောင်းပူတယ်ဒါပေမဲ့အခုချိန်မှာဆိုရင်ပူတာလုံးဝမရှိတော့ဘဲနဲ့ပူတယ်ဆိုတဲ့ဒဏ်ကိုတုံခံစားခဲတယ်ပေါ့နော်အဲ့လောက်ထိကိုသူက stable တော်လေးဖြစ်သွားတာဖြစ်တဲ့အတွက် performance ဘိုင်းမှာတော့စိတ်သွားတိုင်းတကယ်ကိုပါရလို့ပြောလို့ရတာပေါ့နော်ပြီးတော့ကျွန်တော်တို့ performance ကဘယ်လောက်ထွက်လဲဆိုတော့ကျွန်တော်တို့ကမြင်အောင်လို့အကုန်လုံးသိအောင်လို့ကျွန်တော်ပြထားပေးတယ်အဲ့ဒီမှာတစ်ချက်ကြည့်ပြလို့ရတာပေါ့နော်သူရဲ့ performance တွေကတော့အဲ့လောက်နဲ့သွားပြီးတော့ညီပြီးတော့အဲ့လောက်တော့ထွက်တယ်ပေါ့နော်ပြီးတော့သူရဲ့ဒီ battery ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်း battery က share ပဲလို့ပြောလို့ရတယ်မတိုင်းပြောမယ်ဆိုတော့ battery ကအခုကိနေထားနေကြည့်မယ်ဆိုတော့နည်းလေးနည်းသွားပြီပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်က 9000 mAh ပဲပါတာဒါပေမဲ့သူ့ရဲ့ 9000 mAh ကသူ့ခေတ်သူ့ခါလေးနဲ့သူ့ဟာလေးသူ့အိုးသူ့ဆန်လေးနဲ့ပေါ့ဗျာအဲ့ဒါလေးဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေပြီးတော့ကောင်းနေသေးတယ်လို့သတ်မှတ်လို့ရတယ်သူရဲ့ 9000 mAh ကိုကျွန်တော်စမ်းကြည့်တဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ဒါကဗီဒီယိုမှာပြောခဲ့သလိုပဲပေါ့နော် 120Hz လည်းဖွင့်ထားတယ် WQHD လည်းဖွင့်ပြီးသုံးတာတော့မှမနက်9နာရီလောက်ကနေပြီးတော့ 100% အပြည့်သွင်းပြီးသုံးမယ်ဆိုရင်ညနေ4နာရီ5နာရီလောက်ဆိုလို့ရှိရင်မကြံဘူးဆိုလို့ရှိရင်ကျွန်တော်တို့35အဲ့လောက်တော့ကြံတယ်ပေါ့နော်အရင်ကြီးခံလိုက်ကြည့်ရတော့မဟုတ်ဘာလို့လဲဆိုတော့အဓိကကျွန်တော်ပြောသလိုပဲကျွန်တော်အတကုံတွေဖွင့်ပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်အရန်တော့ခံမှာမဟုတ်ဘူးဒါပေမဲ့30-35လောက်ပဲကျန်တယ်ဆိုတော့တော်တော်လေးကိုလက်ခံပေးနိုင်တဲ့အနေအထားမှာရှိတယ်လို့တော့သတ်မှတ်လို့ရတာပေါ့နော်။ဘာလို့လဲဆိုတော့အခုလိုမျိုးပူနေတဲ့ကာလမှာ daily usage ကိုအတကုံစမ်းပြီးသုံးတဲ့ကာလမှာဒီလောက်ခံတယ်ဆိုတာကတော့တော်တော်အဆင်ပြေတယ်။ gain တော့မစော့နဲ့ပေါ့ဗျာ။ gain စော့တယ်ဆိုလို့ကျွန်တော်ဒီထက်ပို့ပြီးတော့ drain နိုင်ကြီးအများကြီးပို့ပြီးတော့ရှိတာပေါ့နော်။ပြီးတော့ဒီကောင်မှာနောက်ထပ်အားသာချက်တစ်ခုကအားပြန်သွင်းမယ်ဆိုလို့ရှိရင်လည်းဘူးထဲမှာတခါတည်း out of the box ကသူက 120W fast charge ကိုတခါတည်းထည့်ထားပြီးတယ်120W ဆိုတာကြီးကဘလောက်မြန်လဲဆိုတာလဲ Xiaomi ဖုန်းသုံးနေကြ Redmi ဖုန်းသုံးနေကြသူတွေဆိုလို့ရှိရင်သိလိမ့်မယ်ဒီကောင်က0 to 100အပြည့်သွင်းဖို့ဆိုလို့ရှိရင်ကျွန်တော်စမ်းကြည့်တော့ဆိုလို့ရှိရင်35မိနစ်နဲ့40ပေါ့နော်အဲ့ဒီကြားရဲပဲကြားတယ်တော်တော်မြန်တယ်တော်တော်အဆင်ပြေတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးမီးတွေပြတ်ပြီးတော့အဆင်သိမ့်မပြေတဲ့ကာလမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးအားသွင်းမြန်တာလေးနဲ့အားခံတာလေးနဲ့မစိုးဘူးလို့ပဲပြောရမှာပေါ့နော်အားမီးလာတဲ့အချိန်လေးမှာဖက်ခနဲ့ပြေးသွင်းလိုက်ပြီဆိုတာနဲ့ရှုပ်ခနဲ့ပြည့်သွားတာဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေတယ်လို့ battery မှာလည်းကျွန်တော် recommend လုံးဝပေးချင်တာပေါ့နော်ပြီးတော့အကုန်လုံးစိတ်ဝင်စားမယ်နောက်ထပ်တစ်ပိုင်းဖြစ်တဲ့ကင်မရာပိုင်းပေါ့ကင်မရာပိုင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကောင့်ကိုပထမဆုံး review လုပ်တဲ့အချိန်တုန်းကကင်မရာကိုရခဲ့တဲ့ခံစားချက်နဲ့အခုပြန်ရိုက်ကြည့်တဲ့ခံစားချက်နဲ့ကမတူတော့ဘူးလို့ပြောလို့ရတယ်ကင်မရာကဒီ HyperOS 2ဒီကောင်ဆိုလို့ရှိရင်တင်ပြီးသွားရပေါ့နော် HyperOS 2တင်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ပဲစိတ်ထင်လို့လားမသိဘူးကင်မရာ quality ကအရင်တော့တက်ဆိုင်ပိုကောင်းလာတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရတယ်ပေါ့နော်ကျွန်တော်အခုဒီမှာပြောရင်းနဲ့ပုံလေးတွေပြထားပြီးတယ်အဲ့မှာတစ်ချက်ကြည့်ကြည့်လို့ရတယ်ပုံတွေကဘယ်လောက်ထိပြောင်းလဲပြီးတော့ဘယ်လောက်ထိကောင်းလာလဲဆိုတာအဲ့မှာသွားပြီးတော့ကြည့်ကြည့်လို့ရတာပေါ့နော် point and shoot နဲ့ပဲရိုက်မယ်ဆိုလို့ရှင်တော့မှ daylight မှာ
တော်တော်အဆင်ပြေတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်အရင်ကျွန်တော်စမ်းတော့ဆိုလို့ရှိရင် K80 တုန်းကဒီလိုပုံမျိုးတွေမထွက်ဘူးပေါ့နော်အခုချိန်မှာဒါမျိုးတွေတေချာထွက်လာတာဖြစ်တဲ့အတွက် HyperOS 2ကိုတော့ကျေးဇူးတင်တယ်လို့ကျွန်တော်တို့မြင်တယ်ပြီးတော့ HyperOS ကအကုန်လုံးသိကြတဲ့အတိုင်းပဲသူက major upgrade ကိုဘယ်လောက်ပေးမယ်ဆိုပြီးတော့ promise လုပ်ထားတယ်အများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့် HyperOS ကလည်းမစိုးဘူးပေါ့နော် Xiaomi ကတော်တော်လေးကိုအလေးပေးပြီးတော့ view site လာတယ်ဆိုတာကလည်းကျွန်တော်တို့တန်းပြီးတော့သိတာမြင်တာရှိတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ကင်မရာကညနေပိုင်းနေညဘက်တွေမှာရိုက်မယ်ဆိုရင်တော့မှန်တယ်နည်းနည်းလေး struggle လုပ်ရတဲ့ဘိုင်းလေးရှိရဆိုပေမဲ့ဒေးလိုက်ရိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့တော်တော်အဆင်ပြေသွားတဲ့ကင်မရာ quality တစ်ခုမှရှိရလို့ကျွန်တော်ကသတ်မှတ်ချင်တာပေါ့နော် video quality ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကောင်က Snapdragon 8 Gen 2ကိုသုံးထားပေးတာဖြစ်တဲ့အတွက်ကြောင့်သူအမြင့်ကြီးတော့တင်ပြီးတော့ရိုက်လို့ရတယ် 8K 24 frame per second နဲ့ရိုက်လို့ရတယ်ဒါပေမဲ့မလိုပါဘူး 4K 60လောက်ရိုက်မယ်ဆိုလို့ရှိရင်သူရဲ့ video quality ကတော်တော် smooth ဖြစ်ပြီးကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဘယ်မှာပြန်မကောင်းသွားဘူးလဲဆိုတော့ selfie camera ပေါ့နော် selfie camera မှာကျတော့16 megapixel ပဲပါတယ်ပြီးသွားပြီဆိုရင်သူ selfie ကလည်းနည်းနည်း water data နဲ့အဲ့လိုမျိုးဘာဖြစ်လို့ဖြစ်ချင်မှမသိတဲ့ပုံမျိုးတော့အခုချိန်ထိကိုအဲ့လိုဖြစ်နေသေးပဲပေါ့နော် video ရိုက်မယ်ဆိုလို့ရှိရင်လည်း तू က 1080p ကိုမှ60 fps ပဲပေးရိုက်တယ် selfie နဲ့ 4K တောင်ပေးမရိုက်ဘူးဆိုတာကြီးကတော့တိတ်တော့ဝင်ကြစရာမကောင်းဘူးပေါ့နော် back camera ကြီးရဲ့ share တွေကောင်းနေပြီးတော့ကျွန်တော်က vlogging တွေရိုက်မယ်ဓာတ်ပုံတွေရိုက်မယ်ဆိုတဲ့အနေအထားမှာ selfie နဲ့လည်းကြာအောင်မှာဂွမ်းသွားတော့ကျွန်တော်ကဒီလိုကြီးပြန်ရမယ်ပုံဖြစ်သွားတာပေါ့နော်ဒါကြီးကျတော့တိတ်တော့အဆင်မပြေဘူးလို့ပြောချင်တယ်အဲ့ပိုင်းလေးကိုဒါလုပ်ပေးလိုက်မယ်ဆိုရင်တော့တော်တော်လေးကို perfect ဖြစ်တဲ့ combination တစ်ခုဖြစ်သွားမယ်လို့ကျွန်တော်ကတော့ပြောချင်တာပေါ့နော်။ဟောက hybrid တော့မပါဘူးပေါ့နော်။အဲ့ဒါလေးတစ်ခုတော့အားနည်းချက်ရှိရလို့ကျွန်တော်ကတော့မြင်တယ်။အခုလိုမျိုး2024ကုန်ကန်ကြီးကနေစပြီးတော့ဖုန်းတွေအကုန်လုံးကို Xiaomi တွေ Redmi တွေက hybrid တွေအပြိုင်ဆိုင်ထည့်ပေးနေတဲ့အနေအထားမှာဒီကောက်မှာ hybrid တွေမပါဘူးဆိုတာလေးကတော့နည်းနည်းလေးတော့စောတကတက်စရာလေးတော့ဖြစ်သွားတယ်လို့ပဲပြောရမှာပေါ့နော်။ hybrid တွေလည်းပါလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကို perfect ဖြစ်သွားတဲ့ combination တစ်ခုထပ်ပြီးတော့ဖြစ်သွားမယ်လို့တော့ထင်တယ်။ရေဆိုမခံတာဖြစ်တဲ့အတွက်ကြောင့်မိုးရာသီရောက်တဲ့အချိန်တွေရေဆိုတာရေစင်တာအဲ့ဒီအချိန်တွေမှာတော်တော်တိုင်ပတ်နိုင်တယ်လို့ဒီမှာလည်းထပ်ပြီးတော့ပြောချင်တယ်။အဲ့ဒါလေးတော့ပါလိုက်တော့ပူကောင်းတော့ဗျာ။ဒါပေမဲ့လည်းအဲ့ဒါလေးမပါဘူးဆိုတာလေးကတော့အားနည်းချက်တစ်ခုအနေနဲ့မြင်မယ်ဆိုလို့ရှိရင်လည်းမြင်လို့ရတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်။ဆိုဟုတ်ပြီ overall around conclusion ပြန်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီကောက်ကိုကျွန်တော်အစ်စ်တွေတော့မတွေ့တော့ဘူး။ကျွန်တော်ပဲမတွေ့ရလားမသိဘူး။တွေ့ရလူသိရလူရှိတယ်ဆိုလို့ရှိရင်အောက်က comment ထဲမှာမှန်းခဲ့လို့လည်းရတယ်ပေါ့နော်။ use market မှာဆိုလို့ရှိရင်ကျွန်တော်အခုစမ်းနေတဲ့အလုံးဆိုလို့ရှိရင်16256 GB ပေါ့နော်အဲ့ကောင်ဆိုလို့ရှိရင်17သိန်း12သိန်းဝန်းကျင်လောက်ရှိတယ်17သိန်း12သိန်းဆိုတဲ့ဝန်းကျင်မှာတော့ပုံဝင်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ Snapdragon 8 Gen 2လည်းရမယ်ရွေးမယ်ဆိုလို့ရှိရင်တော့ရွေးတင်တယ်လို့ကျွန်တော်တို့ထင်တယ်အရင်တော့ကျွန်တော်K80 ကိုမရွေးနဲ့ပါညာပြောတာကင်မရာကြောင့်လည်းပါတယ်အခုချိန်မှာကင်မရာကလည်းတိုးတက်တဲ့တော့အများကြီးတိုးတက်လာဖြစ်တဲ့အတွက်ကြောင့်ရွေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့အခုချိန်မှာ K70 ကိုဝယ်တင်လား brother ရေဝယ်ရမလားလို့မေးနေဆိုရင်တော့ဝယ်လိုက်လို့ပဲကျွန်တော်တခါလေးပြောချင်တယ် K80 ဝယ်ရမလား K70 ဝယ်ရမလားဆိုရင်တော့ကျွန်တော်က K70 တွေတော့မှနည်းနည်းလေးပို့ပြီးတော့ recommend ပေးချင်တာပေါ့နော် K60 ကိုတော့ကျွန်တော်ဖြစ်နိုင်လို့ကျွန်တော်မရွေးစေချင်တော့ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာ green line error တွေတော်တော်ကြားနေရဖြစ်တော့ကိုယ့်လက်ထဲကျမှ green line error ဖြစ်တယ်ဆိုလို့ရှိရင်လည်းတိုင်ပတ်သွားနိုင်တယ်ပေါ့နော်အဲကြောင့် K70 လောက်ကိုရွေးမယ်ဆိုလို့ရှိရင်ရွေးလို့ရတယ်ကျွန်တော်လည်းမေးမယ်ပေါ့နော် brother ဆိုလို့ရှိရင်ရော K70 ကိုရွေးဖို့အတွက်စိတ်ကူးရှိလားဆိုလို့ရှိရင်တော့ကျွန်တော်သာဆိုလို့ရှိရင်လည်း K70 ကိုကိုယ့်ရဲ့ primary phone လုံးအနေနဲ့သုံးဖို့အတွက်အများကြီးစိတ်ကူးရှိပါတယ်လို့ပြောနေတယ်ပဲဒီနေ့ဗီဒီယိုလေးဒီမှာနားကြင်ပါတယ်လူချင်းမင်းတော့ K70 နဲ့ပတ်သက်ပြီးဘာတွေပြောချင်တာလေးရှိတယ်အောက်က comment ထဲမှာဝင်ပြီးတော့မှတ်ခဲ့ပြီးလို့ရပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြိုက်နေတယ်ဆိုလို့ရှိရင် like and subscribe notification လေးနေပြီးတော့ကူညီပေးဖို့မေ့ပါနဲ့ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီအောင်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောနေပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်နေဆိုလို့ရတာပေါ့